ဒီနိုးကျဥပေါင်းကနာမည်ကြီးတဲ့အချိုပွဲတစ်မျိုးပဲလုံနီးလေးကလွယ်ကိုရိုးရှင်းလို့တစ်ခါကြည့်ရနဲ့လှုပ်တက်သွားစေရမယ်ပကံလုံးလေးကိုနွားနို့နှစ်ဘူးထည့်ထားကျဥလေးလုံးဖောက်ထည့်ပြီးကျဥအနှစ်တွေကိုဖဲ့လိုက်ကြံနေတဲ့ကျဥအကာတွေကိုခလောက်ပြီးနွားနို့လေးထည့်မယ်ပြီးရင်တကြားတစ်စုံထည့်ပြီးအားလုံးကိုတေချာသမသွားတဲ့အထိပွင့်လိုက်အပေါ်ကနေပလတ်စတစ်အကြီးအုပ်ပြီးသွားချထိုးရတဲ့အပေါက်ကလေးတွေဖောက်မယ်ပြီးရင်မီးဘူးပေါ်တင်ပြီးရေနွေးပုတ်ပတ်စုံနဲ့15မိနစ်ပေါင်းလိုက်ရင်ရပြီပေါင်းပြီးသွားပြီဆိုအပေါ်ကနေကိုကြိုက်နေတတ်တဲ့အသီးနှံလေးတွေတင်နှံလေးဖြူပြီးစားလို့ရပါပြီအေးလေးနဲ့စားလို့အတော်လေးကောင်းတယ်အိမ်မှာလောက်စားကြည့်ကြနော်စကွစ်ကိုဒီလိုမျိုးလောက်စားရင်အတော်လေးစားလို့ကောင်းတယ်အနက်လေးမွေးပြီးစားလိုက်တဲ့အခါနုံညံ့မှုရှိတယ်လုံနီးကလည်းလွယ်ကိုရိုးရှင်းတယ်အရင်ဆုံးစကွစ်ကိုဓာတ်ရပေးမယ်ပကံများပုံမုံငင်းရွက်ခင်ပြီးရင်ရေစိမ်ထားတဲ့ကြာစံတင်လိုက်စကွစ်တွေကိုစီထားပြီးအပေါ်ကနေအသင်းဆက်ထားတဲ့စက်သွန်ပြူဆော့စ်တင်မယ်မီးပုံပေါ်မှာရေနွေးပုတ်ပတ်စုနဲ့9မိနစ်ပေါင်းလိုက်ပြီးရင်တင်းငပြားရဲ့အကြည့်တစ်စုံထဲအနက်လေးမွေးအောင်စက်သွန်မိတ်စီချက်ပူပူတစ်စုံလောင်းထည့်လိုက်ရင်ရပါပြီအရန်စားလို့ကောင်းလို့အိမ်မှာလုပ်စားကြည့်ကြနော်လူတိုင်းကြိုက်ကြတဲ့စက်သားပေါင်းလုံးနေလူကြီးကလူငယ်ကကြိုက်ကြပြီးလုံနီးလေးကလွယ်ကိုရိုးရှင်နဲ့စက်သားတွေကိုကျင်းစက်တော်မိတ်စားထက်တင်းငပြားရဲ့အကြည့်ခရုစီပြောင်းကုန်မုံထက်တေစာအရကနောက်အောင်နေပြီးရင်မြေပဲစီအတင်းတင်းထက်တမအောင်နေပြီးမိနစ်20နှက်ထားလိုက်ပြီးရင်မီးဖို့ပေါ်တင်ရွှေနှွေးပုတ်ပတ်စုံနဲ့12မိနစ်ပေါင်းလိုက်ရင်ရပါပြီ။အိုးချကန်နေစက်တော်မိတ်လေးအုပ်လိုက်စက်သားလေးကစားလိုက်ရင်နုံညံ့မှုရှိပြီးအာဟာရလည်းဖြစ်တဲ့အပြင်စားလို့လည်းကောင်းတယ်။လူကြီးမင်းတို့ဒီအသားစင်ကောချက်ဥပေါင်းကိုစားဖြစ်အောင်စားကြည့်တဲ့နဲ့ပူတင်းလေးလိုပဲအတော်လေးစားလို့ကောင်းတယ်။ကျဲဥတစရေတစခွဲအချိုးတိုင်းထည့်မယ်။ကျဲဥ3လုံးထည့်ရေကိုအပေါ်ကအချိုးတိုင်းထည့်အရသာအတွက်စားနှင်းငယ်ထည့်အားလုံးသမားလေးထိမှွေမယ်။ပြီးရင်အပေါ်ကအမြုပ်တွေဖယ်ပြီးပကံလုံးလေးကိုပြောင်းလိုက်မီးပေါ်တင်အပေါ်အုပ်ပြီးတော့ရေနွေးပွပွစုံနဲ့10မိနစ်ပေါင်းမယ်။ပြီးရင်မီးပိတ်ပြီးအဲ့အတိုင်းလေး9မိနစ်နဲ့ထားလိုက်။စီပူပြီးဆိုရင်စက်သွန်ပြူထည့်စီမွေးတက်ပြီးအသားစင်ကောထည့်အယောင်ပြောင်းတဲ့ထိကျော်အရသာအတွက်ပင်းငပြားရဲ့အကျင်းနဲ့ခရုစီထက်အရသာနှံ့မွေအောင်ကြော်မယ်။ကျောင်းကောင်မုံကိုရေဖြော်ပြီးပကံလုံးတော့ဝတ်ထက်ကြက်တော်မိတ်ထက်အနှစ်ပြစ်လာတဲ့ထိတဲပြီးရင်ရပါပြီ။ကျုပ်ဥပေါင်းလေးလည်းရလောက်ပြီ။အခုချိုးစားတိုင်းလိုက်လို့ရင်အောင်မြင်နိုင်စီပိုများတယ်။အသားစင်ဘောလေးကိုအပေါ်ကတင်လိုက်။ဒီဟင်းပွဲလေးလုံးဖြစ်တာအိမ်ကကလေးတွေပွဲစည်းနှစ်ပွဲတော့အသားလေးကုန်ကြတယ်။အီလေးနဲ့ထမင်းတွေတွဲစားလဲအရန်စင်ပြေတယ်။အားလုံးသိချစီထားစအာလူကိုရေပွပွစုနဲ့ပြုတ်ပြီးပြောင်းကော်မိုးကတ်လိုက်တာအမိုက်စားဟင်းပွဲတစ်ပွဲဖြစ်သွားရောအရင်ဆုံးအာလူကိုအပြားထူထူလေးတွေလီရေပွပွစုပြီးဆိုအာလူပြားလေးတွေကိုထည့်ပြီး15စက္ကန့်လောက်ပြုတ်လိုက်ပြီးရင်ဆယ်ပြီးတော့ပြောင်းကော်မိုးစွန်းကြီးနှစ်စွန်းစာထည့်အာလူပြားလေးတွေမှာကတ်သွားတဲ့အထိအထက်အောက်လန်နေပေးလိုက်စီပူချိန်60ရာခိုင်နှုန်းလောက်ရောက်ပြီဆိုအာလူပြားလေးတွေကိုအိုးထဲထည့်ကြော်မယ်ထည့်ကျဲသွားမမွေလိုက်နဲ့ခဏလောက်နေမှဖြည်းဖြည်းချင်းမွေမယ်ကြော်ရင်နှစ်ဖက်လုံးကျွတ်ရွပြီးရွှေဝါရောင်တန်းလာပြီဆိုရင်ဆယ်ထားလိုက်ပကံလုံးလေးကိုတကြားရှက်လက်ကရေနဲ့ပင်းငပြားကြီးအကြည့်ထည့်ပြီးတမအောင်မွေလိုက်ရင်စားကောင်းတဲ့ sauce လေးရပါပြီအိုးလေးစီနဲ့ငယ်ထည့်ငရုတ်သီးချောင်းနဲ့စက်တော်မိတ်ထည့်စီမွေးတက်မယ်ပြီးရင်ဆက်ထားတဲ့ sauce အရေးထည့်ပြစ်လေးဖြစ်လာတဲ့ထိပွေတယ်ပြီးနောက်ကြော်ထားတဲ့အာလူပြားလေးတွေထည့်လိုက်နန်းနန်းမင်းနဲ့နန်းလေးတွေဖြူပြီးအထက်အောက်ခက်မြန်လေးလှန်ကြော်လိုက်ရင်ရပါပြီဒီလိုလေးကြော်ထားတဲ့အာလူပြားချိုချင်ကြော်လေးကရွလေးနဲ့စားလိုက်ရင်လည်းချိုချင်ဆက်အရသာလေးမို့အရန်စားလို့ကောင်းတယ်အိမ်ကလူတွေကိုလှုပ်ကြွေးကြည့်ကြဖို့မင်းနဲ့နော်